بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد أما بعد أتوليزا تشيكين يودي أبرومي باميا نيكو مرماميا كميا السلام عليكم ورحمة الله وبركاته الحمد لله رب العالمين تجميم رمولو الله شمع يا لونو فانزي مويميو تشيموي سان شاوسي مان كان كويتين تشوكو كيسو باينو مورو تيزي شينزي رومورو دباري روشين العبادة كاو كوكو مكاناي رومورو دباري رو الله شمع تشيمون توبنا جيزو بيو تشينغو يسوالي الحمد لله رب العالمين إيشمي مهاجي نارو إيشمي جيزو رو ييچه رو موچين جاو تفهم بيان لبي رو جنورو سنري كن يا جابيان بي إن شاء الله تعالى أدودوكا جنورو الله شمع تادنا رو پھرو اسلام رادنا رو یہ دوریا مانائیں پھر حدیث رو جنورو سلبی رو لیلا کھن یا شیجا پیان بارے الحمدللہ دینی جنورو ادودوکا سلبی رو لیلا رو میں حدیث جانگا رو 40 سؤالا اجاب عنها النبي صلى الله عليه وسلم تمانمے صلی اللہ علیہ وسلم پیجارو مکھیرو میکون لیزیلو امیارے حدیث جانگو جنورو دینی سلبیرو لیلا نوما پیبارے دینی جنورو سلبیرو لیلا میں حدیثو گا حدیثو نمبر 36 پیبارے رو جنورو حدیثو دبو ما تمانمے صلی اللہ علیہ وسلم گا من يريد الله به خيرا يفقهه في الدين ဆိုပြီးတော့မင်းကြတော်မူခဲ့ပါတယ်အလ္လာဟ်ရှမေကလူတို့တယောက်အတွက်ခေါင်းကျိုးကိုလူရှိတော်မူပြီးဆိုလို့ရှိရင်ရှမေကထိုးထုကိုအစ္စလာမ်သာသနာတော်ရဲ့အသိပညာချင်းမြင်ပေးရတော်မူတယ်အစ္စလာမ်သာသနာတော်ရဲ့နားလေတဲ့အသိပညာချင်းမြင်ပေးရတော်မူတယ်အလ်ဟမ်ဒူလ illah ဒါကျွန်တော်တို့အစ္စလာမ်သာသနာတော်ရဲ့အသိပညာအထူးသဖြင့်ကုရ်အာန်ကျမ်းတော်မြေနဲ့ပတ်သက်တဲ့အသိပညာဟာဒီသ်တော်နဲ့ပတ်သက်တဲ့အသိပညာကိုလေ့လာသိဖို့ခြင်းရဲ့ထူးမြင်မှုနဲ့ပတ်သက်ပြီးတော့ဓမ္မနမေကဤကဲ့သို့ကျွန်တော်တို့သတင်းကောင်းပါတော်မူခဲ့တဲ့ဟာဒီသ်တော်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့လေ့လာမယ့်ဟာဒီသ်တော်မတ်စဉ်ကဟာဒီသ်တော်နံပါတ်36ပေါ့နော်ဒီဟာဒီသ်တော်မှာဓမ္မနမေဆလ္လာဟူအလိုင်ဟီဝါဆလမ်ကကျွန်တော်တို့ကိုဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သတင်းကောင်းမိန့်ကြားတော်မူခဲ့တယ်လေပါတော်မူခဲ့တယ်လေဆိုလို့ရှိရင်လူတူတယောက်မွတ်စလင်ပေါ့နော်မွတ်စလင်လူတယောက်ဂျနာဇာမွတ်စလင်လူတယောက်တေဆုံးတဲ့အခါမှာSalatul Janazati လို့ခေါ်တော့သူ့အတွက်ဆုတောင်းပေးတဲ့ကူးပြုမှုကိုပါဝင်မယ်ဆိုလို့ရှိရင်ထူးမြင်မှုကဘာရမလဲဘုရားအလ္လာဟ်ရှမေကဘာချီးမြှင့်တော်မူမလဲထို့နောက်သူ့အတွက်ဆုတောင်းတဲ့ Salatul Janazati ဝတ်ပြုပြီးတော့တေတူမွတ်စလင်ယုံကြည်သူကိုမြုပ်နှံတဲ့အခါမှာလိုက်ပါဝင်ခြင်းနော်နောက်လိုက်ပြီးတော့လိုက်ပို့ပြီးတော့ပါဝင်တဲ့ကုသိုလ်အကျိုးနဲ့ကောင်းမှုကုသိုလ်ထူးမြတ်မှုနဲ့ပတ်သက်ပြီးတော့တမန်တော်မြတ်ကကျွန်တော်တို့ကိုဒီဟာဒီတော်မှာမိန့်ကြားတော်မူထားခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဥစွာဒီဟာဒီတော်ကို၃ချိန်၃ခါကျွန်တော်တို့ဖတ်ယူကြရအောင်ကြက်မှနိုင်တော့ကောင်းတာပေါ့နော်ဘစ်မင်လာဟီရ်ရာဟ်မာနီရ်ရာဟီမ်عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال من شهد الجنازة حتى يصلي عليها فله قيراط ومن شهدها حتى تدفن فله قيراطان قيل وما القيراطان قال مثل الجبلين العظيمين
رواه البخاري دوريا جين عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال من شهد الجنازة حتى يصلي عليها فله قيراط ومن شهدها حتى تدفن فله قيراطان قيل وما القيراطان قال مثل الجبلين العظيمين رواه البخاري تدي عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال من شهد الجنازة حتى يصلي عليها فله قيراط ومن شهدها حتى تدفن فله قيراطان قيل وما القيراطان قال مثل الجبلين العظيمين رواه البخاري الحمد لله ကျွန်တော်တို့ဒီဟာဒီတော်မြတ်ကြီးရဲ့အဓိပ္ပာယ်ကိုကြည့်ကြရအောင်ဒီဟာဒီတော်က عن أبي هريرة رضي الله عنه أبو هريرة ဆိုတဲ့ صحابي တာဝကကြီးပေါ့နော်တမန်တော်မြတ် sallallahu alaihi wasallam ရဲ့ဟာဒီတော်ကိုအများဆုံးဆင့်မြင်ခဲ့တဲ့တာဝကကြီးတမန်တော်မြတ်တပည့်တော် Abdurrahman bin Sakhar ad-Dawsi သူ့ရဲ့နာမည်က Abdurrahman Daws မျိုးနွယ်ဝင်ကပေါ့နော်သူ့ရဲ့ကုနီယာတုန်းက Abu Hurairah radiyallahu anhu သူကဆင့်မြင်ခဲ့တဲ့ဟာဒီတော်ဖြစ်တယ်أو رسول الله صلى الله عليه وسلم تمام صلى الله عليه وسلم من مكرر من شهد الجنازة حتى يصلي عليها فله قيراط ميدوري جنازة سورة تيدو بونو ဒီနေ့မှာတေတူကမွတ်စလင်ယုံကြည်တော်သူတေတူကိုဆိုလိုခြင်းဖြစ်တယ်မိတူဒီတခြားမွတ်စလင်မုမင်ယုံကြည်သူတူတယောက်တည်ဆုံးတဲ့အခါမှာဆလာတုလ်ဂျနာဇတ်ဒီလိုခေါ်တော့ဒီတေတူအတွက်ဝုပြုဆုတောင်းပေးတာနော်သူ့ကိုဝုပြုတာမဟုတ်ဘူးသူ့ကိုဆုတောင်းတာဆလာတုန်ကကျွန်တော်အာရဘီစာပေအပိနာမှာအဒူအာဥဆုတောင်းတယ်နော်ဂျနာဇာဆလာတုလ်ဂျနာဇတ်ဒီဆိုတာကျွန်တော်ကဒီတေတူအတွက်ကျွန်တော်ကဆုတောင်းပေးတာအဲ့တော့တေတူအတွက်ဂျနာဇာဆုတောင်းပေးခြင်းမှာပါဝင်မယ်ဆိုလို့ရှိရင်တဲ့ဖလာဟူကီရာတွန်အလ္လာဟ်ရှမေကဒူကိုကီရာတွန်ကီရာတခုချင်းမြင်တော်မူမယ်တဲ့ကီရာတွန်တခါဝမန်ရှာဟီဒါဟာဟတ်တာတူဒဖနာဖလာဟူကီရာတာနီမိဒူကတေတူမွတ်စလင်တို့တယောက်ရဲ့ဂျနာဇာသူ့ရဲ့မမြုပ်ခင်သူ့ရဲ့ဒီရုပ်ကလပ်ကိုတွားရောက်ပြီးတော့ပါဝင်ပြီးတော့သူ့အတွက်ဆုတောင်းမယ်ဆလာတုလ်ဂျနာဇာဒီဥပြုဆုတောင်းပေးမယ်ထို့နောက်ဟတ်တာဒုဒဖနာမြုပ်နှံတဲ့အထိတိုင်အောင်လိုက်လံပို့ဆောင်မယ်ဆိုလို့ရှိရင်ပါဝင်မယ်ဆိုလို့ရှိရင်တဲ့ဖလာဟူကီရာတာနီကီရာတနှစ်ခုချင်းမင်းချင်းခံရမည်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကထိုကဲ့သို့မင်းကြားတော်မူတဲ့အခါမှာဆာဘာတာဝကကြီးများကQiratun surah bali ya Rasulullah tebom nama le lu bo meja qila wa mal qiratani ya Rasulullah Allah shime tamano qiratani qiratun ku surah bagu suluda le salatul janazati
ဆုတောင်းတဲ့အခါမှာလည်းပါဝင်ပေးမယ်မြုပ်နှံတဲ့အခါမှာလည်းပါဝင်ပေးမယ်ဆိုလို့ရှိရင်ကီရော့နှစ်ခုရတယ်ဆိုတော့ကီရောတောနီဝမလ်ကီရောတောနီကီရော့နှစ်ခုဆိုတာကဘာကိုဆိုလိုတာလဲယာရဆူလလာတမန်တော်မြတ်ကိုဆာဟာဘတာဝကကြီးများကလျှောက်ထားမေးမြန်းကြတဲ့အခါမှာတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကဤကဲ့သို့ဖြေကြတော်မူခဲ့တဲ့မစ်လူလ်ဂျဘလိုင်နီလာအဇီမိန်အလွန်တမ်းမှကြီးမားလာတဲ့တောင်ကြီးနှစ်တောင်လိုပဲကုဒုကျိုးဝါဆူဘဟာနလ္လာဆူဘဟာနလ္လာအလ္လာဟ်ရှိမြတ်ကမွတ်စလင်တို့ဥတယောက်တည်ဆုံးသွားတဲ့အခါတော့မှမွတ်စလင်တို့ဥတယောက်ရဲ့လှုပ်ရုပ်ကလပ်ကိုဤကဲ့သို့ကုံပေးတော်မူထားတယ်အစ္စလာမ်နာနာတော်မှာအလ္လာဟ်ရှိမြတ်ကိုယ်တော်လည်းကုံပေးတော်မူထားတယ်သူတို့ဥပ္ပုဆုတောင်းပေးမယ်ဆိုလို့ရှိရင်ကီရော့တောင်ကြီးမားတဲ့တောင်တစ်ခုကဲ့သို့ကုဒုရရှိမှာဖြစ်ပြီးဝတ်ပြုပြီးတဲ့အပြင်ကိုလိုက်လံပို့ဆောင်မယ်ဆိုလို့ရှိရင်ဖလာဟူကီရော့တောနီကီရော့နှစ်ခုရရှိမှာဖြစ်ပြီးကီရော့နှစ်ခုဆိုဒီမှာမစ္စလူလ်ဂျဘလိုင်နီလာအဇီမိန်ကြီးမားတဲ့တောင်ကြီးနှစ်တောင်လိုပဲဆိုပြီးတော့တမန်တော်မြတ်ကမိန့်ကြားတော်မူခဲ့တယ်ဒီဟာဒီတော်ကိုအီမမ်ဘူခါရီကလည်းဆင့်မြန်ထားသလိုအီမမ်မွတ်စလင်ကလည်းဆင့်မြန်ထားတယ်ကျွန်တော်တို့အန်နဆာအီကျမ်းထဲမှာဆိုလို့ရှိရင်ဆင့်မြန်ချက်တရက်ကမန်ဆလ္လာအလာဂျနာဇတ်င်ဖလဟူကီရာတုန်မိဒူဒီဂျနာဇာတကူတို့လူတို့တယောက်မွတ်စလင်တို့တယောက်အတွက်ပေါ့ဂျနာဇာဝပြုစတောင်းပေးမယ်ဆိုလို့ရှိရင်ဖလဟူကီရာတုန်ကီရာတတခုချိမင်းချင်းခံမှာဖြစ်ပြီးဝမန်င်တဇရဟာဟတ္တာတူဒအဖီလဟဒီမြုပ်နှံတဲ့လဟတ်ဆိုတာကကျွန်တော်တို့မေကျွင်းတူးပြီးတော့ဒီလိုတက်တက်တူးပြီးတော့ဘေးကိုပြန်နော်အောက်မှာဘေးကိုပြန်ဝင်သွားတဲ့ကျွင်းမျိုးကိုလဟတ်လို့ခေါ်တယ်အဲ့လိုဘေးမှာမြုပ်ပြီးတော့မြေကြီးဖိုးလိုက်တာပေါ့နော်အဲ့တော့ဆိုလိုတာကမြုပ်နှံတဲ့အထိတိုင်အောင်ဆက်လက်ပြီးပါဝင်ပေးမယ်ဆိုလို့ရှိရင်ဖလာဟူကီရာတာနီကီရာနှစ်ခုရရှိမယ်ဖြစ်တဲ့ဝလ်ကီရာတာနီမစ္စလူလ်ဂျဘလီနာအဇီမန်ကီရာနှစ်ခုဆိုတာကတောင်ကြီးနှစ်တောင်ကဲ့သို့ဖြစ်တယ်ဆိုပြီးတော့ဤကဲ့သို့ဒေဝါရအလဲလာရှိတယ်အဲ့တော့ဒေးဗစ်ကတော့အတူတူပဲလို့တော့ဘောကနော်အဲ့တော့ဒီဟာဒီတော်မှာဆူဘဟာနလာတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကကျွန်တော်တို့ကိုဘာကြောင့်ရနဲ့ပတ်သက်ပြီးဘာရဲ့ထူးမြတ်မှုနဲ့ပတ်သက်ပြီးတော့မိန့်ကြားတော်မူတာဆိုလို့ရှိရင်အလ်ဟဆူအလာဂျနာအလာဆလာတီလ်ဂျနာဇာတီလူတို့တယောက်မွတ်စလင်တို့တယောက်တည်ဆုံးတဲ့အခါမှာအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေဂျနာဇာကိုလိုက်လံပို့ဆောင်ဖို့ရအတွက်တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်တယ်နော်တိုက်တွန်းနှိုးဆော်ထားတဲ့ဟာဒီတော်ဖြစ်တယ်ထိုကဲ့သို့ပဲဝတ်တီဘာအီဟာဝမုဆာဟာဘတီဟာဟတ်တာတူဒဖနာဒီမွတ်စလင်တို့တယောက်တည်ဆုံးသွားတဲ့အခါမှာဝတ်ပြုပေးမယ်ဝတ်ပြုခြင်းကိုလည်းတိုက်တွန်းနှိုးဆော်ထားသလိုဒီဟာဒီတော်မှာတခါအလ်မကဘရာတင်ကြိုင်တို့လိုက်လံပို့ဆောင်ပေးဖို့ရအတွက်လည်းတိုက်တွန်းနှိုးဆော်ထားတဲ့ဟာဒီတော်ဖြစ်တယ်ဝပြုဆလာတုလ်ဂျနာဇာတီတည်တုံးတော်သူတွေဝပြုဆူတောင်းပေးခြင်းကိုလည်းတိုက်တွန်းနှိုးဆော်ထားသလိုအလ်မကဘရာတူတင်ကြိုင်တို့လိုက်လံပို့ဆောင်ပြီးမြုပ်နှံတဲ့ဒီတိုင်အောင်လိုက်လံပို့ဆောင်ဖို့ရအတွက်လည်းတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကဒီဟာဒီတော်ကိုတိုက်တွန်းနှိုးဆော်ထားခဲ့ထိုကဲ့သို့ပဲဒီဟာဒီတော်မှာကျွန်တော်တို့تكريم الله تعالى للمسلم بتكسير ثواب من اتبع جنازته လူတို့တယောက်ရုပ်ကလပ်ကိုလိုက်လံပို့ဆောင်တို့ရဲ့အကျိုးကုသိုလ်ကိုအလ္လာဟ်ရှိမြတ်ကကြီးမားစွာများစွာနော်မွတ်စလင်တို့တယောက်ကိုချီးမြှင့်ခြင်းဒီတာဟာဂုဏ်ပြုခြင်းဖြစ်တယ်မွတ်စလင်မုမင်ယုံကြည်တော်သူကိုဂုဏ်ပြုခြင်းဖြစ်တယ်ထိုကဲ့သို့ပဲမွတ်စလင်တို့တယောက်တည်ဆုံးတဲ့အခါမှာဥပြုဆုတောင်းပေးခြင်းအပြင်လိုက်လံပို့ဆောင်ပြီးတော့နောက်ဆုံးမြုပ်နှံခြင်းခံရတဲ့ဒီတိုင်အောင်လိုက်လံပို့ဆောင်မယ်ဆိုလို့ရှိရင်အလ္လာဟ်ရှိမြတ်ကကြီးမားလာတဲ့ကုသိုလ်မြောက်များစွာကုသိုလ်ကိုချီးမြှင့်ပေးအပ်တဲ့အတွက်မွတ်စလင်တို့တယောက်ကိုအလ္လာဟ်ရှိမြတ်ကဒါဂုဏ်ပြုခြင်းဖြစ်တယ်။တည်ဆုံးတော်သူကိုလည်းဂုဏ်ပြုခြင်းဖြစ်တယ်လို့လိုက်လံပို့ဆောင်ဝတ်ပြုပေးတော်သူလည်းဂုဏ်ပြုခြင်းအထူးသဖြင့်တည်ဆုံးတော်သူကိုဆူဘဟာနလာနော်အစ္စလာမ်တရားတော်ကကျွန်တော်တို့တည်ဆုံးသွားတဲ့လူတော်မှာအလ္လာဟ်ရှိမြတ်ကဂုဏ်ပြုတော်မူတဲ့တခါကျွန်တော်တို့ဒီဟာဒီတော်မှာသိရှိရတဲ့အခြားအကျိုးကျေးဇူးများအနေမှာကတော့နော်အလ္လာဟ်ရှိမြတ်ရဲ့ကျေးဇူးတော်ကအလုံးများမှာကြီးမားကြောင်းအလ္လာဟ်ရှိမြတ်ရဲ့ကျေးဇူးတော်ဒီအလုံးများမှာကြီးမားကြောင်းကျွန်တော်တို့သိရှိရတယ်အလ္လာဟ်ရှိမြတ်ရဲ့
inna rahmatallahi awsa'u min dhunubi nas Allah ရှမေရဲ့မာဂုဏတော်ဒီလူသားတွေရဲ့ပြစ်မှုအလုံးထက်ပိုပြီးတော့ကျေပြန့်တော်မူတယ်ဒီလိုကြောင့် Allah ရှမေက Ar-Rahman Ar-Rahim အလုံးများမှာကျင့်နာတော်မူတော့အရှင်အလုံးများမှာခီးဥနာတက်တော်မူတော့အရှင်ဖြစ်တော်မူတယ်မိတူတူတယောက်လူသားဆိုတာကအမိအမားနဲ့မကင်းဘူးပြစ်မှုကျူးလွန်နေဆိုလို့ရှိရင် Allah ရှမေထံတော်ဘာမှာပြစ်မှုအမားဝင်ချတောင်းပန်မယ်ဆိုလို့ရှိရင် Allah ရှမေမာဂုဏတော်ဒီမိမိကျူးလွန်တဲ့ပြစ်မှုထက်အတိုင်းအဆမရှိကျေပြန့်တော်မူတယ်ဒီလိုကြောင့် Allah ရှမေထံတော်ဘာမှာ Allah ရှမေကျေးဇူးတော်ဒီကြီးမားလာတဲ့ Allah ရှမေထံတော်ဘာမှာမြဲတစေအမားဝင်ချတောင်းပန်တဲ့တောဘတုအီလာAllahအဲ့တော့ဒီဟာဒီတော်မှာကျွန်တော်သိရှိရတာဒီ Allah ရှမေ Fadlullahi wasi' azim Allah ရှမေရဲ့ကျေးဇူးတော်ဒီကျေပြန့်လာတော်မူတယ်ကြီးမားတော်မူတယ်ဆိုတာကျွန်တော်တို့သိရှိရတယ်နော်အစ္စလာမ်တရားတော်ကမွတ်စလင်မုအမင်ယုံကြည်တော်သူတယောက်ဒီရှင်နေတဲ့အချိန်မှာကတည်ဆုံးပြီးတဲ့နောက်တော့မှမွတ်စလင်သူတယောက်ကိုအစ္စလာမ်တရားတော်မှာအလ္လာဟ်ရှမေကဂုဏ်ပြုတော်မူကြောင်းကျွန်တော်တို့ဒီဟာဒီတော်မှာသိရှိရပါတယ်အဲ့တော့ကျွန်တော်တို့မွတ်စလင်မုအမင်သူတယောက်နော်ကျွန်တော်တို့တည်ဆုံးသွားပြီဆိုလို့ရှိရင်ဒီတူအတွက်ဆလာတုလ်ဂျနာဇာတီပေါ့နော်ဥပြုဆုတောင်းပေးခြင်းအတခါကျွန်တော်တို့မေမြုပ်တဲ့ဒီတိုင်အောင်အလ်မကဘာရာတင်းကျိုင်းတို့ထွားရောက်ပြီးတော့လိုက်လံပို့ဆောင်မြုပ်နှံတဲ့ဒီတိုင်အောင်လိုက်လံပို့ဆောင်ခြင်းဒီထူးမြတ်မှုဒီအလိုနေရာမှာကြီးမြင့်လာတဲ့မစ်လုလ်ဂျာဘာလီနီလာအဇီမင်ကြီးမားတဲ့တောင်ကြီးနှစ်တောင်ကဲ့သို့ကုသိုလ်ရရှိမှာဖြစ်တယ်ဆူဘဟာနလ္လာအလိုနေရာမှာလွယ်ကူစွာဖြင့်ဤကဲ့သို့ကြီးမားလာတဲ့ကုသိုလ်ကိုကုသိုလ်အကျိုးဆာဝတ်ကိုအလ္လာဟ်ရှမေကချီးမြှင့်တော်မူမှာဖြစ်တယ်အလ်ဟမ်ဒူလ illah ရောဘီလ်အာလမင် والله سبحانه وتعالى أعلم وصلى اللهم على رسولنا محمد وعلى آله وصحبه أجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته